နောက်တစ်ခုကမိုတိုဆိုတာကမူလအရင်အမြင်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဥပမာမိုတိုခတဲ့ရှိဆိုရင်အရင်ကြီးစားဟောင်းပေါ့နော်အဲ့လိုမျိုးဂျီရိုတက်ခိနာဆိုတာကကျတော့ဒါအလိုအလျောက်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကဆတ်တိုဆိုတာကဖြတ်ခနဲပေါ့နော်ဟိုဘက်ကိုကြည့်ရဒီဘက်ကိုကြည့်ရမျိုးပါနောက်တစ်ခါကျတော့ဆဲဆိုးဆိုတာကဒါတန့်ရှင်းရေးလုပ်တဲ့ဆိုတဲ့ဟာမျိုးကိုပြောတာပါတိုရီနိုဆိုခုဆိုတာကဖယ်ရှားတယ်ပေါ့ဥမာဒီအမိုက်ဆက်ကနေပြီးတော့အမိုက်တွေကိုတိုရီနိုဆိုခုဆိုရင်အမိုက်ဆက်တွေကိုဖယ်ရှားတယ်အမိုက်ဆက်တွေကအမိုက်တွေကိုဖယ်ရှားတယ်ဆိုတဲ့ဟာမျိုးမှာသုံးပါရဲ့နောက်တစ်ခါကျတော့ဆိုဆိုင်ပေါ့နော်ဆိုဆိုင်ကကျတော့ကုံချမ်းဆိုတဲ့ဟာမျိုးပြောတာပါနောက်တစ်ခုကဟျောကြီးဆိုလို့ဆိုတာကဖော်ပြထားတာပေါ့နော်ဥမာဟျောကြီးခခုဆိုရင်ဒါဖော်ပြထားတဲ့ဈေးနှုန်းပေါ့နော် label လေးတွေဒီအဝတ်စားတွေပိုင်းမှာဆိုရင်ဒီလိုကတ်ထားတဲ့ဈေးနှုန်းလေးတွေကိုပြောတာမျိုးပါနောက်တစ်ခါကျတော့ဘွန်ရိုကြီးဆိုလို့ပေါ့နော်ဘွန်ရိုကြီးဆိုလို့ဆိုတာကကျတော့အမျိုးအစားခွဲခြားတာကိုပြောတာပါနောက်တစ်ခုကဆူဆူမှုဆိုတာကအဓိပ္ပာယ်နှစ်မျိုးရှိမယ်ဒီဗဇက်ထဲမှာဆိုလို့ရှိရင်တော့ရေနဲ့ပလုတ်ခြင်းတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့အဝတ်လျှော်ဆက်တဲ့ဒီမှာအဝတ်လျှော်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုဟာမျိုးနဲ့ဆိုရင်ကျတော့သူကစက်ပြမထည့်ပဲနဲ့ရေနဲ့လျှော်တဲ့အကျန်းလျှော်တဲ့အနေအထားမျိုးပြောတာပါနောက်တစ်ခုက net တိုပေါ့နော်အာမီဆိုတဲ့အတိုင်းပဲသူကပိုက်ကွန်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုက Q ဆိုတာကတခုခုကိုစုပ်ယူတာဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ် Q လျော်ခုဆိုရင်ဒါစုပ်ယူအားဆိုတဲ့ဟာမျိုးပါဒိုရောပေါ့နော်ဒိုရောဆိုတာကကြတော့ရှွန့်ဆိုတဲ့ဟာမျိုးကိုပြောတာပါဒိုရောဓာရကဲဆိုလို့ရှိရင်ကျတော့မာမီတဲတို့ဓာရကဲတို့ပေါ့နော်အလူအလိမ့်လိမ့်ဆိုတဲ့ဘလက်ပွားဆိုတဲ့အဓိပ္ပာယ်မျိုးပါအရှွန့်ဘလက်ပွားနဲ့ဆိုတဲ့ဟာမျိုးပြောတာပါနောက်တစ်ခုကကြတော့ကြည်အဲပေါ့နော်ချီကကြတော့ရှီရီမတ်တို့ဘာလို့ရခန်းကြီးရရှိဆိုတဲ့အတိပေါ့နော်နောက်တစ်ခုကအနောက်ကမင်းကူမာလေးတို့ကကြတော့ပေါ်ကျွဲ့ဝါတယ်ပေါ်မြတ်ဆိုတာမျိုးပါဆိုတော့အတိညံပေါ်ကျွဲ့ဝါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ညံစွမ်းညံအားကောင်းတယ်ဆိုတဲ့ဟာမျိုးပါနောက်တစ်ခုကကြတော့ခါနန်းကော်မီပေါ့နော်ခါနန်းကော်မီကကြတော့ဒါအမိုက်လောင်လွယ်တဲ့ပစ္စည်းအမိုက်မျိုးပြောတာပါဥမာမီးလောင်လွယ်တဲ့အမိုက်မျိုးပြောတာခဖြစ်တဲ့အတွက်ကြောင့်ခနိုခဲတို့ဘာလို့မှသုံးတဲ့ဒီခပေါ့နော်ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပါနောက်ကအောက်ကကြတော့ဖူနန်းကော်မီပေါ့နော်ဖူနဲ့တွဲလိုက်တဲ့အတွက်ကြောင့်သူကမီးမလောင်နိုင်တော့တဲ့အမိုက်မျိုးပြောတာပါနောက်တစ်ခုကရှီကန်ကော်မီပေါ့နော်ရှီကန်ကော်မီကကြတော့ဒါတယံဇာတာအမိုက်ပေါ့နော်ရီစာကယ်လုပ်လို့ရတဲ့ဟာမျိုးတွေကိုပြောတာပါနောက်တစ်ခုကစိုးတိုင်းကော်မီကကြတော့ဒါဟိုလေးအမိုက်အကြီးကြီးတွေပြောတာဥမာဂရင်တို့လိုမျိုးထိုင်ခုံတို့လိုမျိုးအမိုက်တွေကိုပြောတာပေါ့နော်နောက်တစ်ခါကျတော့ဖိုရုရှင်ဘွန်ကကြတော့ဒါသတင်းစာအဟောင်းတွေကိုပြောတာဖြစ်ပြီးတော့ဖိုရုစာချီကကြတော့ဒါမဂဇင်းပေါ့နော်အဟောင်းတွေပြောတာပါနောက်တစ်ခုကဘွန်ဘက်ဆူဆူရူပေါ့နော်ဘွန်ဘက်ဆူဆူရူဆိုတာကကြတော့ဒီဘယ်လိုပြောမလို့အမိုက်တွေပါတယ်ပြစ်တဲ့အခါမှာအမျိုးအစားခွဲရှင်းစိတ်ပြတာပြောတာပါဘွန်ဘက်ဆူကကြတော့အများအပြစ်ဒီအမိုက်ခွဲတဲ့နေရာမှာပဲသုံးတာများပါတယ်နောက်တစ်ခုကဂေါ်မီဘုကုတော့ဆိုတာကြတော့အမိုက်အိတ်ကိုပြောတာပေါ့နော်နောက်ကနာမခုဆိုင်နာမမုံတို့ကတော့မှသုံးတယ်နာမဖြစ်တဲ့အတွက်ကြောင့်အစိမ်ခုဆိုင်ရနန်တယ်ဆိုတော့ဒါအစိမ်နဲ့နန်တယ်ပေါ့နော်မှသားစိမ်ငါးစိမ်နန်နေတဲ့ဖြစ်မှာပေါ့နောက်တစ်ခုကကြတော့ဒိုင်းရှော့ဆိုတာကကြတော့ခန်းကြီးတိုင်းပဲအကြီးအသေးပေါ့နော်နောက်တစ်ခုကရှာပုရုဆိုတာကကြတော့စုပ်တာပါတကြားလုံးတွေပါစုပ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကအုံမှုစုကကြတော့ကတ်ခွာဒိုင်ဘာကိုပြောတာပေါ့နော်နောက်တစ်ခုကဖူတန်းငေါကကြတော့ဒါအမွှာဘူးပါနောက်တစ်ခုကကြတော့အီရိုကြီးပေါ့နော်အီရိုကြီးဆိုတာကြတော့ဒါအဝတ်အစားရဲ့အမျိုးအစားကိုပြောတာပါဥမာအီဆိုရင်ခိုရောမော်ဆိုတဲ့ခန်းကြီးလေးရလာတဲ့ဒီအဝတ်အစားဆိုတဲ့ဟာမျိုးလေးရလာတာအောင်နော်နောက်တစ်ခုကကြတော့အီရက်ခိုင်တို့ဆိုတာကကြတော့တစ်ခုခုကိုထည့်တယ်တစ်ခုခုကိုပြန်ထုတ်တယ်အဲ့လိုအလဲလုပ်တယ်ဆိုတဲ့ဟာမျိုးပါနောက်တစ်ခုကခိုရိုကြီးကကြတော့ယူသွတ်တာပေါ့နော်လူတွေဘော်တွေမှာဆိုရင်တော့ဆွဲလဲကြိုက်နှစ်သက်တာမျိုးဟိုမှာစိတ်ကအဆင်မပြေတော့တာဆိုရင်စိတ်ကယူရောမဲ့ပုံစံမျိုးပဲပေါ့နောက်ကအစီအစဉ်တွေပါတယ်ပေါ့နော် schedule တို့ပြင်ဒီသူ့ရဲ့ရော်တဲတို့ပေါ့နော်ဒါတွေကဆိုလို့ရှိရင်ကြတော့ဗယံမရာဖြစ်သွားတယ်လွဲချော်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်ခေါ်ကြတော့ဒီ chapter 3ရဲ့ section 5ရောက်သွားတယ်ပေါ့နော်အဲ့ဒီမှာရေးရတာကြတော့ short bone ပေါ့နော် short bone ကကြတော့ဒါစွတ်တဲတို့ပါပဲအမိုက်ပြစ်လိုက်တယ်ဆိုတဲ့ဟာမျိုးပဲနော်ဟိုကရှင်းလင်းလိုက်တယ်ပေါ့နော်ပြဿနာဆိုရင်ဖြေရှင်းတယ်ဆိုတဲ့ဟာမျိုးပါနောက်တစ်ခုကဖူယောဟင်းပေါ့နော်ဖူယောဟင်းဆိုတာကယောဆိုတာကအသုံးတယ်လေနော်သုံးတဲ့ပစ္စည်းအရှိကဖူတွဲလိုက်တော့မလိုအပ်တော့ဘူးမသုံးတော့တဲ့ပစ္စည်းကိုပြောတာပါဟာဂါစုဆိုတာကကျတော့ခွာတီဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကကျတော့တာဘဆိုတာကအစီးကိုပြောတာပါဟာနာတာဘဆိုရင်ပန်းစီပေါ့နော်ရှီဘာရုဆိုတာကတော့ရှီနှောင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကဒမ်ဘိုတော့ဒါဂတ်ထုပုံကြီးလို့ပြောတာပေါ့နော်နောက်တစ်ခုကအိုချီခိုမှုဆိုတာကကြတော့ဒီအထဲကိုဖိသိပ်ပြီးထည့်တာပေါ့ဥမာအိုချီအီရဲဆိုရင်ကြတော့ဒီနေရင်ထဲမှာကတ်ထားတဲ့ဗီဒီယိုလိုဟာမျိုးပြောတာပါနောက်တစ်ခုကကြတော့ဟီခါခါရုဆိုတာကကြတော့စွဲတယ်ညှိတယ်ပေါ့ဥမာလူချင်းမှာဆိုလို့ရှိရင်ကြတော့ဆွဲဆောင်ခံလိုက်ရတယ်ပေါ့နော်သဘောကျတယ်အဲ့လိုစကားမျိုးမျိုးလေးနဲ့ဆွဲဆောင်ခံလိုက်ရတယ်ဆိုတဲ့ဟာမျိုးမှာသုံးတာပါနောက်တစ်ခုကကြတော့မိုချီအာကေတို့ကကြတော့မတင်တာကိုပြောတာပါ
မိုးကြီးကကြတော့မတာလေအကဲတို့ကကြတော့အပေါ်ရောက်သွားဆိုတော့ဒီပစ္စည်းတွေပါလို့မတင်နေဆိုတဲ့ဟာမျိုးပါနောက်တစ်ခါကျတော့ခါဆွန်းငုဆိုတာကကြတော့ထမ်းပိုးထားတဲ့ဟာမျိုးပါဥမာတန်းတိုးရှာတော့ပါတော့လေအခန်းကြီးမှာတုံးတဲ့တန်းနဲ့တူတူပဲပေါ့နော်ဥမာတန်းဆိုတာကလည်းတစ်ခုခုတရရောက်ကိုရဲ့တာဝန်ကိုခံရတယ်ဆိုတော့လေခါဆွန်းငုပေါ့နော်ဒါထမ်းပိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကခိုတာပီးတဲ့တို့ဆိုတာကညောင်းညလာတယ်ပင်ပန်းလာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခုကစုခိမဆိုတဲ့ဟာကတော့ဂျားကွက်လက်အနေအထားကိုပြောတာပါဥမာစုခိမကြီးခံဆိုလို့ရှိရင်ဒါကိုနေ့စဉ်တနေ့တာအလုပ်လုပ်ရှိရဲအဲ့ထဲမှာနည်းနည်းလေးအားသွားတဲ့အချိန်မျိုးပေါ့နော်ဒါဆိုရင်စုခိမကြီးခံဆိုတဲ့ဟာမျိုးကိုသုံးပါတယ်နောက်တစ်ခုကနာခမိကကြတော့ဒီကိုယ့်ရဲ့အိတ်တွေပါဆိုလို့ရှိရင်အမထားလိုက်ပလတ်စတစ်ပိုးတပူပဲထားလိုက်အဲ့အတွင်းထဲမှာရှိနေတဲ့ပစ္စည်းဆိုရင်ဒါသူ့ရဲ့နာခမိထဲမှာပါလဲဆိုတဲ့ဟာမျိုးပေါ့နော်ထဲမှာရှိနေတဲ့အရာအနှစ်သာရဆိုတဲ့ဟာမျိုးကိုပြောတာပါနောက်တစ်ခုကဆာဆာတိုဆိုဆိုတာကကျတော့ခတ်တုတ်လုပ်တယ်ပေါ့နော်နောက်တစ်ခုကဆရုစုဆိုတာကျတော့ရှိတ်တာကိုပြောတာပါဟိုမှာကုတ်တွေပါတယ်အင်ကြီးတွေပါတယ်ရှိတ်တယ်ဆိုတာဟာမျိုးပေါ့နော်နောက်တစ်ခါကျတော့မာဆာနီကကျတော့လေဒီမာဆာခဆိုတဲ့တကယ်ကိုဆိုတာဟာမျိုးနဲ့နည်းနည်းလေးတော့ပုံစံတူပါပေါ့နော်မာဆာနီဆိုတာကကျတော့တကယ်ကိုဒီကိုအပြင်ကိုထွက်မယ်လို့တော့မှပဲအမမိုးကရွာတယ်ငလျင်ကလှုပ်တယ်ပေါ့အဲ့လိုအနေအထားမျိုးတွေမှာတုံးတဲ့မာဆာနီပါနောက်တစ်ခုကကျတော့အီကိုကိုရှိပေါ့နော်အီကိုကိုရှိဆိုတာကကျတော့ဒါနေရထိုင်ရတာအဆင်ပြေစိတ်ခံစားချက်အဆင်ပြေတက်တာရယ်ဆိုတဲ့ဟာမျိုးမှာတုံးတာပါနောက်တစ်ခုကကျတော့အီပင်းဆိုလို့ပေါ့နော်အီပင်းဆိုတော့ကျတော့သူ့ရဲ့ခန်းကြီးလိုမြင်တာနဲ့ခါဝါတို့ပေါ့နော်ပြောင်းလဲသွားတယ်ဆိုတော့တစ်ချက်လေးပြောင်းလဲသွားလိုက်တာနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပြောတာပါနောက်တစ်ခုကကျတော့အီဆိုဆိုတာကကျတော့ပို့ပြီးဆိုတဲ့ဟာကကျတော့ဘယ်လိုလဲဆိုတော့သူကပင်လယ်ကိုတော့ဆောက်သွားနေရပေါ့နော်ပင်လယ်ကိုအဲ့လိုသွားနေမဲ့အစားပေါ့နော် rather ဆိုတဲ့အင်္ဂလိပ်မီနေနဲ့တူတာပေါ့နော်အဲ့ဒါထက်စားလို့ရှိရင်နေပင်လယ်မှာပဲသွားနေလိုက်တော့ပါတော့လားဆိုတဲ့ဟာမျိုးမှာသုံးတဲ့ဟာပါဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲ